ကဲလာတဲတို့ရေအမျိုးတို့ရေသမီးတူစားကြမယ်ကွာရှယ်ပဲဒီနေ့တော့ပြောစရာကိုမလို့တော့တာကြည့်ဒီမှာပဇွန်နဲ့ခရမ်းချင်းဒီရောချက်စားတာအော်ကြီးကောင်ကြီးပဲဒီမှာလာစားကြည့်ရှယ်ပြီးတော့တညင်းသီးရတိုးစရာပြောစရာကိုမလို့တာစုံစိမ့်ဆူနေရောပဲစားထောင်းလဲပါတယ်ရှယ်ပဲဒီမှာစားထောင်းကြည့်ဟိုလာသမီးတူစားကြမယ်မှာပဇွန်ကောင်ကြီးနဲ့ကောင်မူဒီမှာသမီးတော့မနေဘူးစားလို့ကုန်တော့မသိဘူးကြည့်ကြပေါ့ကြည့်ကြတာပေါ့နော်စားကုန်လားမကုန်လားဆိုတာအခုတော့တော်တော်လေးပူနေပြီပန်ကတော့ဖွင့်မရဘူးဘာလို့ဆိုတော့အတန်ညာမှာစိုးလို့အခုတော့မှကလေးလာဆော့တာအများကြီးပဲကလေးတဘာဝဆိုတော့နော်ဆော့ပါစေပေါ့မွေးနေတာပဲကိုယ်တိုင်ချက်ကိုယ်တိုင်ထောင်းအကုန်လုံးဒီမှာစားထောင်းဒီမှာကျွန်တော်လိုမျိုးတိုင်းထောင်စားခြင်းတဲ့သူတွေလေကျွန်တော်တင်ထားတာရှိတယ်နော်သွားကြည့်လို့ရတယ်စားထောင်းနေတယ်ဝါကောင်းပဲမင်းဒီနဲတယ်လုံးကြီးမဟုတ်ဘူးကြီးပဲအလုံးကကြီးတယ်မကြည့်ဘူးတစ်စက်မှမကြည့်ဘူးကျွတ်နေရောပဲနော်ဒီရွက်လေဘယ်လိုခေါ်လဲသိကြလားစူပူကနေခက်ရှင်ပဲကျွန်တော်ကတော့ခေါ်မထီဘူးပိုးလိုပဲခေါ်ထိတယ်ပိုးလိုဆိုပဟာသိန်ခေါ်တယ်ပဟာသိန်လို့ခေါ်တယ်ပိုးလိုလေမမလို့ဒီလိုပေါ်ပြောပြလာအောင်လို့ချက်တော့ကျွန်တော်လည်းသိချင်တယ်你们煮啥？没个花嘛，你总是。好嘞了，哇，嘛，老板牛逼了的呀，弄的。ခိုင်းလို့တော့သိတယ်ဆဲကျွန်တော်ဆဲတော့သိတယ်မသိဘူးလို့ပြောတာဆဲလည်းဆဲမတတ်နိုင်ဘူးမသိလို့ကိုမသိဘူးပြောတာဒီမှာဒီမျိုးသိတယ်မွေးတယ်တိုးစားလို့ကောင်းတယ်အဲ့တော့ကျွန်တော်လုံလိုက်ထည့်ပလိုက်တယ်မထောင်းဒီပစုံကတော့ကြွားတာမဟုတ်ဘူးနော်ကျွန်တော်စားတာတာမန်စားတာပဲလူတိုင်းစားနိုင်တဲ့ဟင်းတွေပဲရှုပ်လို့ကျွန်တော်ပြောတယ်ဘာလို့တယ်တဲ့ဘာစီပွားရေးလုပ်လဲတဲ့ဟင်းကောင်းနဲ့စားရင်လည်းအဲ့တိုင်းပဲကျွန်တော်စားတာတာမန်ဟင်းတွေပါပဲနော်ကြည့်ဒီမှာမြုပ်သီးထောင်းပြီးတော့ပစုံဟင်းအဲ့ဒါဟာပဲထင်ကြီးတယ်ဒီမှာနာမည်ကြီးတစ်ဖင်ငတ်နေတယ်မသိဘူးခုဒီမှာအလုံးမရှိဘူးဒီမှာကျွန်တော်မိမကကတ်စားနေဒီမှာမိမလောက်ကျွေးနေရတယ်ဒီမှာကျွန်တော်တော်ဆင်ပြေနေထင်ကြတာနော်အေးနဲ့စားကောင်းမဒါတော့တောက်တာဖူးဟုတ်ကျွန်တော်မမိပြီပရိသတ်တွေပြောပြတယ်ချစ်သေးတော့ပြောပြတယ်ကျွန်တော်မမိကျုပ်နေတာပဲ ဟ
ရေရွက်လည်းသူ့စားကောင်းတယ်ဆိုဘယ်ပြစရာရှိတယ် comment မှာလေ YouTube မှာပဲဖြစ် Facebook မှာပဲဖြစ် TikTok မှာဖြစ်ကျွန်တော်တို့တော့ထင်ကြီးနေတာကျွန်တော်ပတ်စံရအများလည်းထင်နေတာကျွန်တော်တပြားမရဘူးပြောထားမယ်နော်တပြားလို့မရတာဆိုကောင်းကြီးတဲ့ဆိုင်ခွန်ခွာတယ်မာတယ်ခွန်ဒီနေ့စားထားမှလေကျွန်တော်မကြည့်သေးမထည့်ဘူးတမ်းရဒီညစ်ထည့်တာမစိတ်တော့ညစ်ထည့်မွေးနေတာပဲအမျိုးစီကောင်းတာပေါ့နော်မကြည့်သေးလည်းကောင်းတာပဲစက်တယ်ဆလုစက်တာပြောတာနော်တဲတော့ဆလုစက်တာပြောတာကောင်းလိုက်တာကွာသူ့ဖူးလေးလေစားလို့ကောင်းတယ်ဇွန်လာစနေရောမောင်မဲရောလမ်းပါလမ်းနဲ့ထင်တယ်မိုးချုံနေတာခုနကတော့မိုးမမောင်သေးဘူးနော်အခုမိုးမောင်မဲရောဝေါမိုးတော့ကြီးမယ်ပေါ့မောင်မဲနေရောမရင်းနေဘူးကောင်းလားမိုးရကမှတဲတော့ရိုက်အင်ဂျီလမ်းရတယ်ပါရှိလားအင်ဂျီလမ်းထားတာရှိရင်လေအသိန်းရောတဲတော့ရကျွန်တော် follow လေးပါလေ next ထားအောင် comment ထဲမှာရေးလာလို့ရတယ်စကားပြောလို့ရတာပေါ့ share ပေးရှင်လည်းရတယ်နော်ကျေးဇူးတင်ပါတယ်ခင်ဗျအကုန်တော့ဝါပဲရှာပဲဟေးရှာပဲပြောကြစီပဲအဲ့ဒါတလုံးလည်းရှိတယ်ရှာပဲနောက်ဗီဒီယိုမှာတွေ့ကြတော့မယ်နော်ဘိုင်ဘိုင်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ